အမေရိကန်တွေတိတ်ကြိုက်ကြတဲ့ကြောက်ဖြုံသီးကောင်လုံးဟင်းဒါကတော့အမေရိကန်တွေအသေးသေးဆွဲနေအောင်လို့အရန်ကြိုက်ကြတဲ့ဆိုပေမဲ့တရုတ်နိုင်ငံတစ်ခုတည်းမှာပဲရရှိတာပါဟုတ်ပါတယ်တရုတ်ကစပိုမှုတွေချက်ပြုတ်တဲ့လက်ရာကလွဲပြီးဘယ်နိုင်ငံကဘလို့စပိုမှုတွေချက်ဒါကလုံးဝကိုစားမကောင်းပါဘူးကြောက်ဖြုံသီးကောင်လုံးဟင်းဆိုတဲ့အတိုင်းပဲအသီးတစ်လုံးလုံးကိုပကံအဖြစ်ရောအိုးအခွက်အဖြစ်ပါအသုံးပြုပြီးတော့အဓိကပါဝင်ပစ္စည်းကလည်းအဲ့ဒီကြောက်ဖြုံသီးပါပဲတမျိုးလေးပြောရမယ်ဆိုရင်တော့ချက်ပြီးသားထမင်းအိုးဟင်းအိုးတွေနဲ့တခါတည်းစားရတယ်လို့မျိုးခံစားချက်ကိုရရှိစေမှာပါဒါအပြင်ပုံစံလေးကလည်းတော်တော်ကိုထူးထူးခြားဖြစ်နေတာကြောင့်မလို့အပြင်အစင်ကလည်းတပန်းတာနေပြန်ပါတယ်ချက်ပြုံဒီကတော်တော်လေးကိုလွယ်ကူတာကြောင့်မလို့အကယ်၍များပြိသက်တို့လည်းအိမ်မှာကိုယ်တိုင်ချက်စားကြည့်ခြင်းနဲ့ဆိုရင်အစင်ပြေအောင်လို့တစ်စင်ချင်းစီပြောပြပေးပါမယ်အရင်ဦးဆုံးလိုအပ်တာကတော့လက်ဆက်လှတဲ့ကြောက်ဖြုံသီးအကြီးကြီးတစ်လုံးပါပဲဒါကိုအပေါ်ပိုင်း3ပုံ1ပုံလောက်ဖြတ်ပြီးတယ်ဆိုရင်လှပသွားအောင်လို့အချွန်လေးတွေပုံဖော်ချလိုက်ပါတယ်အကယ်၍များကိုကတခြားပုံစံလေးတွေဖြစ်အောင်လို့ပုံဖော်ခြင်းနဲ့ဆိုရင်လည်းကိုကျွမ်းကျင်ရင်ကျွမ်းကျင်သလောက်ကြိုက်တယ်လို့လုပ်လို့ရပါတယ်အထဲမှာအစာပလာအတွက်ကတော့စောကဖယ်ထုတ်လိုက်တဲ့ကြောက်ဖြုံသီးလေးတွေကိုလည်းပြန်သုံးလို့ရပါတယ်ဒါအပြင်အသားကိုရွေးချယ်တဲ့နေရာမှာချက်ချင်းကြီးနူးဤသွားမဲ့နူးညံ့အသားလေးတွေကိုတော့တိတ်ပြီးတော့မသုံးတာကောင်းပါတယ်ဘာဖြစ်လို့လဲဆိုရင်တော့ခက်ကြပြုတ်ပြီးတော့ပေါင်းထားပေးမှသာလျှင်အရသာကပို့ပြီးတော့ထိမိလေးဖြစ်စီတာကြောင့်မို့လို့ပါပဲဒါကြောင့်မို့လို့များသောအားဖြင့်ကတော့ဝတ်သားစိတ်သားကိုသုံးပါတယ်ကြက်သားဆိုရင်လည်းရိုးCPကြက်မဟုတ်ပဲဗမာကြက်နီမှာစတာတွေကိုပဲသုံးကြပါတယ်စားတောက်ဆိုင်တွေမှာတော့ကိုဘလို့အသားမျိုးနဲ့သုံးဆောင်ခြင်းတလဲဆိုတာကိုရွေးလို့ရပါတယ်ဒါဆိုရင်ကြောက်ဖြုံသီးတွေကိုအဲ့ဒီလိုမျိုးအသားနဲ့အပေါ်ကနေအစာပလာတွေလည်းထည့်ရပါမယ်သူတို့တွေကတော့တရုတ်ချက်နီဆိုတဲ့အတိုင်းပဲအထုံစေးအငန်းစေးအမွှေးစေးတွေနဲ့အတူတူကိုကတကယ်လို့အဆက်စားခြင်းနဲ့ဆိုရင်မာလာမုတ်စီချွမ်မုတ်တွေကိုလည်းထည့်ခိုင်းလို့ရပါသေးတယ်ဒါပေမဲ့လည်းဒါကစပြုတ်ပုံစံချိုစင်ကလေးတောက်မှသာလျှင်ကြောက်ဖြုံသီးကောင်လုံးဟင်းဆိုတဲ့စစ်ကနေချာကပေါ်လွင်စီမှာဖြစ်တဲ့အတွက်ကြောင့်မလို့ပရိသတ်တို့ကအထုံအဆက်တွေမထည့်ဘဲနဲ့ original အရသာလေးအတိုင်းပဲစားကြည့်ဖို့ကိုပို့ပြီးတော့အကြံပေးခြင်းပါတယ်စောကပြောခဲ့တဲ့အရာတွေအားလုံးစုံသွားပြီဆိုရင်တော့ဒဲအိုကြီးတစ်ခုတည်းကိုထည့်ကရေအနေငယ်နဲ့ပွက်ဆူအောင်လို့ပေါင်းပေးပြုတ်ပေးရပါလိမ့်မယ်အပေါ်ကတော့အခုလိုမျိုးလှပစွာနဲ့ပြန်ဖုံးလိုက်ရင်ရပါပြီနည်းနည်းလေးဆူပြီးနူးညံ့လာပြီဆိုတာနဲ့အဲ့ဒီကြောက်ဖြုံသီးရဲ့အထက်ကအသားတလွားကိုအခုလိုညင်တလေးဖြတ်ထုတ်ပြီးတော့ထပ်ပေါင်းထည့်လိုက်လို့ရပါသေးတယ်အဲ့ဒီလိုမှမလုပ်ဘူးဆိုရင်ဘသူကမှအဲ့ဒီဘေးသားတွေကိုချစ်မစားတာကြောင့်မလို့အလကားဖြစ်ကုန်မှာဆိုလိုပါဒါဆိုရင်နောက်ဆုံးရလက်ကတော့ပွက်ဆူပြီးနူးညံ့နေတဲ့အသားတွေနဲ့ချိုမွေးလာတဲ့ဟင်းချိုလေးကိုရရှိသွားပြီးမို့လို့ဟော့ပေါ့သဘောမျိုးအချင်းရင်နဲ့တိုးပြီးတော့တရှူးရှူးနဲ့စားတော့လို့ရပါပြီပြောရမယ်ဆိုရင်တော့အခြားသောဓာတ်အိုးဓာတ်ကွက်တွေကိုဘာမှမသုံးထားဘဲတဘာဝစစ် organic အသီးကိုပဲအိုးအဖြစ်အသုံးပြုကချက်ပြုတ်ထားတာကြောင့်အမြင်လဲဆန်းတဲ့အပြင်ကျန်းမာရေးနဲ့လည်းအတော်လေးကိုညှိညွတ်နေစေပါတယ်ဒါကြောင့်မလို့ပရိသတ်ကြီးတို့လည်းဒီနီလန်းလေးကိုသဘောကျတယ်ဆိုရင်အိမ်မှာတစ်ခေါက်လောက်တော့လိုက်ပြီးတော့လှူစားကြည့်ပါနော်ပြီးရင်တော့အဆင်ပြေမပြေဆိုတာကိုလည်း comment မှာအားလုံးသိအောင်လို့ပြန်လာပြီးတော့မျှဝေပေးဖို့လည်းမမေ့ကြပါနဲ့အောင်ဗျာဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးလို့အားလုံးကိုကျေးဇူးတင်ပါတယ်နောက်ထပ်ဗီဒီယိုတွေမှာလည်းနောက်ထပ်အကြောင်းအရာတွေကိုရှာဖွေတင်ဆက်ရင်းနဲ့ပရိသတ်တို့စီကိုအမြန်ဆုံးပြန်လာခဲ့ပါမယ်ခင်ဗျာ